Hello guys, Roblox ဒီမှာအများတန်းကိုစောနေကြ game တွေကိုပဲနေ့တိုင်းစောနေရလို့ပြည့်နေပြီလားဒီနေ့မှာတော့လူတိနေပြီမဲ့စောကြည့်လိုက်လို့ရှိရင်တဏီကုံအချိန်ဘလို့ကုန်လုံးကုန်တော့မှမသိအောင်ဆွဲသွားစေမဲ့ Roblox game 14ခုအကြောင်းကိုပြောပြတော့မှာပဲဖြစ်ပါတယ်ကဲဆိုတော့ game ဆိုပဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ကျွန်တော်ကတော့ game ပဲဖြစ်ပါတယ်နံပါတ်14နေရာမှာကတော့ player select ဒီ game တွေကိုဝင်လိုက်တာနဲ့ Super Smash ရဲ့ vibe ကိုတန်ရစီမှာဖြစ်ပြီးတော့ Freddy, LeBron James, Jandel ကနေစပြီးတော့ Builder Man ဒီကိုကြိုက်တဲ့ character တွေကိုရွေးပြီးတော့တိုက်လို့ရတယ် character တယောက်စီစီတိုင်းမှာကိုပိုင် skill 3ခုပါဝင်မှာဖြစ်ပြီးတော့တခြားသူတွေတိုက်ခိုက်တာကိုကာကွယ်ဖို့အတွက်လည်းတိုင်းကပါတည်တယ်မက်အနေနဲ့ကလည်းအမျိုးမျိုးပါပြီးတော့ချော့မှာလည်းကိုကြိုက်တဲ့ character နဲ့ gear တွေကိုလည်းဝယ်လို့ရသေးတယ်အချိန်ကြာကြီးစော့မယ်ဆိုရင်တော့မှဘယ်တော့မှယူမသွားစီမဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်နံပါတ်73နေရာမှာကတော့ blind killer game တွေကိုဝင်လိုက်တာနဲ့ runner ဒါမှမဟုတ် killer ဆိုပြီးတော့နှစ်မျိုးရှိတယ် runner ဖြစ်ရင်တော့ကစားသမားတွေရဲ့ share မှာချက်လေးတွေတက်ထားမှဖြစ်ပြီးတော့လှုပ်လိုက်တိုင်းကိုအတန်ထွက်နေပါတယ် killer ကအဲ့ဒီအတန်ကိုနားထောင်ပြီးတော့ကိုရှိတဲ့နေရာကိုတိနိုင်ပါတယ် game mode အနေနဲ့ကလည်း classic free for all efficient tintashment အထိရှိပါတယ်ဒီ game ကတကယ်ရှင်းနေဆိုရင်တော်တော်ပျော်ဖို့ကောင်းတာမလို့ဒီ game ကိုလည်းစမ်းစောကြည့်တင်ပါတယ်ဗီဒီယိုလေးမဆက်ခင်မှာ Space Dash Tsunami for Brain Rot တွေက Brain Rot တွေ Stay Brain Rot တွေက Brain Rot တွေ Blockful ACC တွေအပြင်လူကြိုက်များတဲ့ Robot တွေကိုပါ Bishop ကနေပြီးတော့ယုံကြည်စိတ်ချစွာဝယ်ယူလို့ရနိုင်ပါတယ် Bishop ရဲ့ Telegram link ကိုလည်းကျွန်တော်ရဲ့ Discussion နဲ့ comment ထဲပါချပေးထားပါတယ်နံပါတ်7နေရာမှာရှိတာကတော့ Glide to Snipe နာမည်အတိုင်းပဲကိုကတောင်ကုန်းကြီးပေါ့ကိုပေါ့ကွာလုပ်ပြီးတော့တက်ရမယ်ဒါပေမဲ့တယောက်ယောက်ကနောက်ကနေပြီးတော့ Sniper နဲ့လက်ပစ်နေလိမ့်မယ်တက်တာဝါဆိုတဲ့ game ကိုစော့ဖို့တဲ့သူတွေကတော့သိပါလိမ့်မယ်လမ်းမှာမိုင်းတွေလည်းရှိသေးတာမလို့တော်တော်လေးတတိထားရပါတယ်ပောက်ကွာလို့ရင်းနဲ့အပြစ်ခံရတာကတော်တော်လေး stress များတယ်ဆိုပေမဲ့နိုင်သွားလို့ရှိရင်တော့တော်တော်လေးပြောဖို့ကောင်းပါတယ်17နေနဲ့ကတော့ Deadly Delivery ဒီgame မှာကတော့ Deadly ကနေစတင်ရမယ်တကားဖွင့်လာတာနဲ့အပြင်ထွက်ပြီးတော့အစားအသောက်တွေပုံးတွေကိုလိုက်ကောက်ရမယ်ရလာတဲ့ပစ္စည်းတွေကိုရောင်းပြီးတော့ပတ်စံရရင်နောက်ထပ် flow တစ်ခုကိုထပ်ပြီးတော့ဆင်းလို့ရမယ် flow နဲ့လေးလေးပစ္စည်းကောင်းလေးတွေကပိုရှိလေးလေးပါပဲဒါပေမဲ့တတိထားရမှာက monster တွေကလည်းပို့ပြီးတော့ကျန်လာပါလိမ့်မယ် 5% game ဆိုတော့ကျွန်တော်ကတော့တော်တော်လေးကြိုက်ပါတယ်ဘက်တစင်နေရာမှာကတော့ Voyager Sea of Thieves game ကိုကြိုက်တယ်ဆိုရှင်တော့ဒီ game ကိုလည်းတေချာပေါက်ကြိုက်မှာပါလေတစင်းနဲ့ကျွန်းတွေကိုလိုက်ရှာပြီးတော့ explore လုပ်ရတာတစ်ပင်ခုတ်ရတာဆိုပြီးတဲ့တိုက်ခိုက်ရင်းနဲ့ကိုယ့်ရဲ့လေကိုလည်းပြတ်မသွားအောင်လည်းပြုပြင်ရသေးတယ် graphic နဲ့ animation တွေက Roblox game တစ်ခုဆိုတာတက်ကိုတော်တော်လေးကိုမိုက်ပါတယ်ပင်လယ်ပြင်စွန့်စားခန်းတွေလှုပ်ရှင်တဲ့သူတွေပင်လယ်ဓမြလှုပ်ရှင်တဲ့သူတွေကတော့ဒီ game ကိုလုံးဝစမ်းစောကြည့်တင်ပါတယ်နံပါတ်9နေရာမှာကတော့ Protect the Stretch ဒီ game ရဲ့အဓိကအလုပ်ကပတ်စံထုတ်တဲ့ဆက်ကိုရဲတွေလက်ထဲကနေကာကွယ်ဖို့ပဲရဲတွေကိုတက်ရင်းနဲ့ level တက်လာလို့ရှိရင်တနက်အတစ်တွေဝယ်လို့ရမယ်ရဲတွေစီကကျလာတဲ့ပစ္စည်းတွေကိုယူပြီးတော့ပတ်စံအဖြစ်လဲပြောင်းလို့ရတယ်လို့ Mystery Cast တွေကနေလဲလက်နက်အလန်းစားတွေကိုရနိုင်သေးတယ်နောက်တစ်ခုက plan zombie ဒါမှမဟုတ် survival တယောက်နေရာကနေပြီးတော့ဆော့ရမှာ survival ဆိုရင်တော့ပစ္စည်းတွေကိုလိုက်ရှာပြီးတော့ zombie တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်ရမယ်အမိုက်ဆုံးကတော့တေဝါလို့ရှိရင် lobby ထဲကထွက်သွားတာမဟုတ်ပဲနဲ့ zombie အဖြစ်ပြန်ပြောင်းပြီးတော့ကျန်တဲ့သူတွေကိုလိုက်ပြီးတော့တိုက်ခိုက်ရမှာပါအမြဲတမ်းမြေပုံထဲမှာရှိနေတယ်လို့ခံစားရမှာဖြစ်ပြီးတော့တော်တော်လေးဆော့လို့ကောင်းတဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်နောက် game က Crash Warဒါကတော့ Roblox တွေက Mario game လို့ပြောလို့ရတယ်ကားတွေနဲ့ပြန်ရတာဖြစ်ပြီးတော့လမ်းမှာတွေ့တဲ့ item cache တွေထဲကနေပြီးတော့ငပြောတိခွန်တွေဘုံတွေစတာတွေရမှာဖြစ်ပြီးတော့တခြားလူတွေကိုဒုက္ခလိုက်ပေးလို့ရပါတယ်တက်တလီဖြစ်တဲ့အတွက်ကြောင့်မလို့မက်တွေအများကြီးပါတယ်လို့ကား skin တွေကိုလည်းစိတ်ကြိုက်ဝယ်လို့ရပါတယ်က minor quest ကိုယ့်ရဲ့နောက်မှာဘဲလေးတစ်ကောင်ကအမြဲတမ်းလိုက်နေမှာဖြစ်ပြီးတော့အဲ့ဒီဘဲထဲမှာပစ္စည်းတွေကိုထည့်လို့ရပါတယ်။အောက်ထဲကိုတူးဆင်းသွားပြီးတော့ယတနာတွေကိုရှားမှာပါ။ဒီကဲက interactive ဖြစ်တဲ့အတွက်ကြောင့်မလို့ mind တူရတာလေးကတော်တော်လေးအကြတာရှိပါတယ်။ mind တူရတာကြားတဲ့သူတွေကတော့ဒီ game လေးကိုလုံးဝစမ်းစောကြည့်တင်ပါတယ်။နောက်ထပ်က after 3 am ဒီ game ကတော့ horror game တွေကြိုက်တဲ့သူတွေအတွက်ပါ
တော်တော်လေး realistic ဖြစ်ပြီးတော့တော်တော်လေးကြောက်ဖို့ကောင်းပါတယ်အိမ်ထဲမှာတဲလွန်စားတွေရှာရင်းနဲ့နောက်တစ်ဆင့်ကိုတက်ရမှာပါ first person game ဖြစ်တာမလို့တော်တော်လေးလည်းကြောက်ဖို့ကောင်းပါတယ်တော်တော်လေးကြောက်တတ်တဲ့သူတွေကတော့ဒီ game ကိုလုံးဝမစော့ဖို့အကြံပေးချင်ပါတယ်နောက်တစ်က slash ဒါက shadow boxing နဲ့နည်းနည်းတော့ဆင်တဲ့ပြိုင်ပတ်ရဲ့အကွက်တွေကိုမှတ်ပြီးတော့ပြန်ရတာပါစကေး cash ကတော်တော်လေးရှိပြီးတော့တကယ်စော့တတ်တဲ့သူနဲ့မစော့တတ်တဲ့လူကတော့တော်တော်လေးကွာခြားပါတယ်အချိန်ကိုတီရှာတွက်ချက်ပြီးတော့ရှောင်းရင်ရရင်နဲ့အနိုင်ယူရမှာပါဒီ game ကိုတော့ကောင်းမလေးနဲ့တူတူစော့ဖို့အကြံပေးချင်ပါတယ်နောက်တစ်က overkill အခုတလောတော်တော်လေးဆော့ဖြစ်နေတဲ့ game လေးပဲဖြစ်ပါတယ် 1x1 2x2 စသဖြင့်မုတ်တွေမျိုးစုံပါပြီးတော့ movement တွေကလည်းတော်တော်လေးရှော့မွေ့တယ်လို့ကြီးစံတွေကလည်း꿰ပြီးတော့လာတာမလို့ချောင်ရတာတော်တော်လေးမိုက်တဲ့ game ပဲဖြစ်ပါတယ်ထူးခြားတာကရှုံးတဲ့သူကနောက်တစ်ချီအတွက် upgrade တွေကိုအရင်ရွေးရတာမလို့တော်တော်လေးမျှတတဲ့ game လေးပဲဖြစ်ပါတယ်နောက်တစ်က capture animeကိုမာကကင်မရာတစ်လုံးရှိမယ်ကိုရဲ့အလုပ်ကတော့တဝါလေးတွေကိုတပ်ပုံလိုက်ရိုက်ဖို့ပဲတပ်ပုံရိုက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအကောင့်လေးတွေကကိုရဲ့ inventory ထဲကိုရောက်လာပြီးတော့ကိုရဲ့ရှန်ထဲမှာမွေးထားလို့ရတယ်ကျွေရောင်တန်းရောင်အကောင့်လေးကိုရှာရတာက game ကိုတော်တော်လေးစွဲစီရမလို့ဒီ game ကိုလည်းစမ်းစောကြည့်ဖို့ပြောချင်ပါတယ်တို့ရဲ့နောက်ဆုံးတစ် game ကတော့ 100 way laterဒီ game က COD zombie game style ပါ zombie တွေကိုတက်ရင်လည်းကြာလာတဲ့ lucky block တွေထဲကနေပြီးတော့တနက်အစ်စ်တွေရနိုင်တယ်ဝိတွေအများလာလေးပို့ပြီးတော့ခက်လာလေးပါပဲတငယ်ချင်း၄ယောက်လောက်ဒီတူတူချိတ်ဆောလို့ရမှာဖြစ်ပြီးတော့တော်တော်လေးလည်းပြောဖို့ကောင်းပါတယ်ကဲဆိုတော့ဒီနေ့အတွက် game တွေကတော့ဒီလောက်ပါပဲကျွန်တော်ကို gameplay video တွေလောက်ခိုင်းနေတဲ့သူတွေအတွက်လည်းကျွန်တော်နောက်ပိုင်း gameplay video တွေလုပ်ဖို့ရှိပါတယ် Roblox နဲ့ပတ်သက်တဲ့ content တွေကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကို subscribe လုပ်ထားလို့ရပါတယ်ပြီးတော့ဒီထဲမှာဘယ် game ကိုအကြိုက်ဆုံးလဲဆိုတာကို comment ထဲမှာရေးခဲ့ကြပါဦးအားလုံးပဲနောက် video မှာပြန်တွေ့ကြပါမယ်